ဇာနီနေ1948ခုနှစ်ဇွန်လ19ရက်စနေနေ့သည်အာဇာနည်နေ့ဖြစ်ပါသည်ထိုနှစ်တွင်ဗိုလ်ချုပ်အောင်ဆန်းဒီတော့ဥပါချိုဥပဝင်းဥရာဇတ်တခင်များမိုင်းမွန်စော်ပွားကြီးဆက်ဆန်ထွန်းမန်ပါခိုင်အတွင်းဝင်ဦးအောင်မောင်နှင့်သက်တော်ဆောင်ရဲဘော်ကိုထွေးတို့ကြာရှုံးခဲ့ရ၏နေ့ဖြစ်ပါသည်ထိုနေ့သည်မြမတပိုင်းစာမျက်နှာတွင်မိအတော်နေ့တစ်နေ့ပင်ဖြစ်သည်ထိုနေ့ကမြမတနိုင်ငံလုံးကျိုက်အောင်မိပမာအပူလုံးကြွကရုံကျုံးမိရတောကပင်လေဝေခဲ့ရတဲ့နေ့တစ်နေ့ဖြစ်ပါသည်အာဇာနည်ဆိုတာတင်းမတင်ကိုခဏချင်းကောင်းစွာတည်၍ရဲရဲစွာဆောင်ရွက်နိုင်သူတာမန်တို့ထက်လက်ယုံဤနှလုံးဤထူးကဲတာလို့၍အများအကျိုးအတွက်အသက်ကိုစွန့်နိုင်သူကိုဆိုလိုပါသည်အတိတ်မြန်မာပြည်ကိုကြည့်လျင်ဤသို့တွေ့ရပါမည်ထိုချိန်ကမြန်မာပြည်တီလွတ်လပ်ရေးမရသေးပါအင်္ဂလိပ်လက်အောက်ခံကျွန်းသားဘဝတွင်ရှိနေပါသေးသည်တနည်းအတွင်းလွတ်လပ်ရေးချင်းချက်မရှိချင်းချက်ပေးဆိုသည့်ကျေးကြော်တန်ဖြင့်လွတ်လပ်ရေးပန်းနိုင်သောအရောက်ချီတက်ရန်နင်းရမနာကျိုးပန်းအားထုတ်နေခြင်းဖြစ်ပါသည်အင်္ဂလန်သို့ဗိုလ်ချုပ်တို့သွားကဗြိတိရှနန်းရင်ဝင်မစ္စတာအတလီနှင့်အောင်ဆန်းအီတလီစာချုပ်ကိုပင်ချုပ်ဆိုလေခဲ့ပြီးဖြစ်သည်မကြာမီလွတ်လပ်ရေးရတော်မူမြန်မာနိုင်ငံလွတ်လပ်ရေးမရမီအင်္ဂလိပ်တို့သည်တောင်တန်းဒေသနှင့်မြေပြန့်ဒေသဟု၍နှစ်မျိုးခွဲကသွေးခွဲအုပ်ချုပ်ခဲ့ပါသည်အင်္ဂလိပ်တို့သည်တောင်တန်းဒေသကိုချဲလှယ်၍မြေပြန့်ဒေသကိုလွတ်လပ်ရေးပေးမည်ဟုပြောသောအခါမြန်မာတို့သည်တောင်တန်းဒေသကိုချဲ၍လွတ်လပ်ရေးမရလို့ထို့ကြောင့်1948ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှစကရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်မြောက်ပိုင်းဗဟိုချက်ကြတွင်ရှိသောပင်လုံမြို့တွင်ပင်လုံညီလာခံကြီးကိုကျင်းပကြသည်ဖေဖော်ဝါရီလ12ရက်နနက်10:00 နာရီတွင်တောင်တန်းနှင့်မြေပြန့်သွေးစည်းညီညွတ်ရေးအတွက်ပင်လုံစာချုပ်ကြီးကိုချုပ်ဆိုခဲ့ကြသည်ကိုယ်စားလှယ်23ဦးတို့သည်ဒုတိယအတွင်းဝင်မစ္စတာဘော့စတွန်ပလီစသောဗြိတိရှကိုယ်စားလှယ်တို့၏ရှေ့မှောက်တွင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့်ပြည်တော်စုဘွားတိုင်းရင်းသားတို့သွေးစည်းညီညွတ်ကြပါသည်ပြည်တော်စုဘွားတိုင်းရင်းသားတို့သွေးစည်းညီညွတ်သောအထိမ်းအမှတ်ပြည်တော်စာချုပ်ချုပ်ဆိုသော1948ခုနှစ်ဖေဖော်ဝါရီလ12ရက်ကိုပြည်တော်စုနေ့ဟုသတ်မှတ်ထားပါသည်ပြည်တော်စာချုပ်ကိုချုပ်ဆိုပြီးနောက်1948ခုနှစ်ဇွန်လ19ရက်နေ့ဖြစ်သည်ထိုနေ့နနက်10:48မိနစ်အနီးတစ်ဝိုက်တွင်ဖြစ်သည်ရန်ကုန်စနေမိုးကတစိမ့်စိမ့်ရွာသည်စနေမိုးသည်ဂျိုးစိုးဝင်ရောက်သလားဟုထင်ရသည်ဗိုလ်ချုပ်တို့သည်အစည်းအဝေးကိုနနက်10:15မိနစ်တွင်စတင်သည်အတွင်းဝင်များရုံးဟောင်းရှိဗိုလ်ချုပ်အောင်ဆန်း၏ရုံးခန်းတွင်အစည်းအဝေးထိုင်နေကြသည်အစည်းအဝေးစတင်၍မကြာမီအစိမ်းရောင်ချစ်ကားတစ်စီးကားနံပါတ်အာစီ1814သည်အတွင်းဝင်ရုံးသို့ဝင်ရောက်လာသည်ကားပေါ်တွင်အမှတ်စနစ်တပ်မတော်တစိမ့်ထူများဝတ်ဆင်ထားသောစစ်ယူနီဖောင်းအပြည့်ဝတ်ဆင်ထားသူများပါလာသည်ထိုသူတို့သည်အစည်းအဝေးခန်းမှအပေါ်တက်သို့တက်သွားပြီးစက်တနများဖြင့်ဗိုလ်ချုပ်တို့ကိုစတင်ပစ်ခတ်လက်ကျန်ပါတော့သည်ထိုနေရာ၌ပင်ဗိုလ်ချုပ်အောင်ဆန်းဒီတော့ဥပါချိုဦးဝဝေဦးရာဇတ်သခင်များမိုင်းမွန်စော်ပွားကြီးစစန်ထွန်းမန်ပါခိုင်အတွင်းဝင်ဦးအောင်မောင်နှင့်တက်တော်ဆောင်ရဲဘော်ကိုထွေးတို့ကြာဆုံးသွားပါသည်ထိုနေ့သည်မြမသမိုင်းစာမျက်နှာတွင်အမဲဆက်ကြီးထင်ရှားရခဲ့သောနေ့တစ်နေ့သာဖြစ်ပါသည်အာဇာနည်ခေါင်းဆောင်ကြီးများသည်အသက်သွေးချွေးတို့ကိုစတေးကလွတ်လပ်ရေးအောင်ပန်းကိုစွတ်ခူးနိုင်အောင်ကြိုးစားနေကြတော့လဲမစွတ်ခူးနိုင်ခဲ့ပေလွတ်လပ်ရေးအောင်ပန်းကိုလှမ်းမြင်နေရပြီတို့တော့လွတ်လပ်သောမြန်မာနိုင်ငံအဖြစ်ပြန်လည်ရောက်ရှိကြောင်းသတင်းစကားကိုဗိုလ်ချုပ်တို့ကြားခွင့်မရလွတ်လပ်ရေးအောင်ပန်းကိုကိုယ်တိုင်ကိုကြစွတ်ခူးခွင့်မရတော့အချိန်နေစိုးချင်းနှင့်ကြုံတွေ့နေရပါသည်
အာဇာနည်ခေါင်းဆောင်ကြီးများ၏ဂုဏ်ကျေးဇူးအားကြီးမားလာပါသည်အာဇာနည်ခေါင်းဆောင်ကြီးများ၏ဂုဏ်ကျေးဇူးစိတ်သက်တို့ကိုအစဉ်တတိယနေစေရန်1948ခုနှစ်မှစ၍နှစ်စဉ်နှစ်တိုင်းဇွန်လ19ရက်နေ့ကိုအာဇာနည်နေ့အဖြစ်သတ်မှတ်ဂုဏ်ပြုခဲ့ပါသည်ဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းဆောင်ကြီးများအားအမိနိုင်ငံနှင့်လူမျိုးအတွက်အသက်ဆုံးကတာဝန်စေကြပေပြီအမိနိုင်ငံနှင့်လူမျိုးအတွက်အသက်ဆုံးကတာဝန်ကျေသောခေါင်းဆောင်ကြီးများကြာဆုံးသည့်ဇူလိုင်19ရက်နေ့သည်ကမ္ဘာတည်၍တည်ရှိနေတော်မူတာဖြစ်ပါတော့သည်အာဇာနည်လေးကိုလေတွေးပြပါမယ်အလေးပြပါမယ်